အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအရာစာတီတီမိမိနဲ့စားလို့ကောင်းတဲ့မာလာရှန်ကောလေးကြော်ပြပေးပါမယ်ခင်ဗျာပထမဦးဆုံးကြက်သားနဲ့ငယ်ကိုပပလေးတွေလီထားလိုက်ပါမယ်ခင်ဗျာဒီနေရာမှာမိမိချိုင်းနေတဲ့ရာအသားကိုသုံးနိုင်ပါတယ်ခင်ဗျာလီပြီးသွားပြီဆိုရင်တော့အသားမုတ်ကလေးထည့်ပြီးတော့မှကျွန်တော်တို့နေပြီးအရာစာနှက်ထားလိုက်ပါမယ်ခင်ဗျာကျွန်တော်ကအကင်ချောင်းလေးတွေအနေငယ်စားချင်တာမလို့ထည့်ထားပါတယ်ခင်ဗျာမိမိကမကြိုက်ရင်မထည့်လဲရပါတယ်ခင်ဗျာမုံလာဦးနေနဲ့ထိုင်ဝမ်မုံချင်းကိုလည်းကျွန်တော်ထည့်ပါမယ်ခင်ဗျာဒီနေရာမှာမိမိစိတ်ကြိုက်ရဲ့သီးနှံကိုထည့်နိုင်ပါတယ်ခင်ဗျာရာသီဥတုအေးပြီးနှာခေါင်းပိတ်နေတဲ့အပြင်ကျွန်တော်ရဲ့မိုက်ပြက်နေတာမလို့ကျွန်တော်ရဲ့အတန်ကိုသိခံပြကြပါအောင်ခင်ဗျာကျွတ်သွန်ပြိုနေငယ်ကိုလည်းဓာပြရိုက်ပြီးတော့မှပပလေးတွေလီထားလိုက်ပါမယ်ခင်ဗျာဂျင်းကြိုက်တယ်ဆိုရင်လည်းဂျင်းကိုပပလေးပြီးတော့မှထည့်နိုင်ပါတယ်ခင်ဗျာအကုန်လုံးပြင်ဆင်ပြီးတော့ပြီဆိုရင်တော့ပပွက်စုံနေတဲ့ယူနီထဲမှာမုံလောင်းနီကိုထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ထိုင်ဝမ်မုံညင်းကိုလည်းထည့်ပါမယ်ခင်ဗျာထိုင်ဝမ်မုံညင်းကအီးမြန်တာမလို့ထည့်ပြီးတာနဲ့ကျွန်တော်တို့ချက်ချင်းပဲပြန်ဆယ်လိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့ဒီအီးလေးနဲ့ပြန်ပြီးတော့မှစိမ့်ပေးရပါမယ်ခင်ဗျာနောက်ပြီးပင်လယ်စာအသားလုံးတွေကိုလည်းထည့်ပြီးတော့မှပြုတ်ပါမယ်ခင်ဗျာကြက်တာနဲ့ကျွန်တော်တို့ပြန်ပြီးတော့မှဆယ်ပေးရပါမယ်ခင်ဗျာမလာကောက်ဆွဲတွေကိုတော့ရေကို2 နာရီလောက်ကြိုစိမ့်ပြီးတော့မှပြုတ်ခဲ့ပါတယ်ခင်ဗျာသူ့ကိုလည်းကြက်တာနဲ့ပြန်ပြီးတော့မှဆယ်ထားရပါမယ်ခင်ဗျာခေါက်ဆွဲကြောက်တချို့ကိုလည်းထည့်ပါမယ်ခင်ဗျာခေါက်ဆွဲကတအားဤသွားရင်စားလို့မကောင်းတာမလို့အနေငယ်ဤတာနဲ့ကျွန်တော်တို့ဆယ်လိုက်ပါမယ်ခင်ဗျာမာလာရှန်ကိုစကြော်ရန်အတွက်ကျွန်တော်စီမွေးတို့ကိုထည့်ခဲ့ပါတယ်ခင်ဗျာဒီနေရာမှာစီမွေးမရှိလဲရိုးရိုးစီကိုထည့်လို့ရပါတယ်ခင်ဗျာစီစုလာပြီဆိုရင်တော့ကျွတ်သွန်ဖြူကိုစီသက်ပါမယ်ခင်ဗျာကျွတ်သွန်ဖြူလေးတွေမှုလာပြီဆိုရင်တော့ကျွန်တော်တို့ကြက်သားကိုထည့်ပြီးတော့မှလုံးမမယ်ခင်ဗျာကြက်သားပေါ်ရန်ကျော်တင်းလာပြီဆိုရင်တော့မာလာအနစ်ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာမိမိချိုင်းနေတဲ့ရာမာလာအနစ်ကိုသုံးနိုင်ပါတယ်ခင်ဗျာအနစ်ထည့်ပြီးကတ်နိုင်တာမလို့မီးကိုအနှင်းငယ်လောက်လျှော့ပေးရပါမယ်ခင်ဗျာမာလာခောက်ဆွဲနဲ့ပင်လယ်စာလုံးတွေကိုလည်းထည့်ပါမယ်ခင်ဗျာပြီးသွားလို့ရှိရင်တော့တိတိကျကျလေးနှံ့တော့အောင်မွေးပေးရပါမယ်ခင်ဗျာအကုန်လုံးနှံ့နေအောင်မွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခောက်ဆွဲရဲ့အရွက်တည်ကိုထည့်ပါမယ်ခင်ဗျာတရုတ်နန်နန်ကြိုက်တာမလို့တရုတ်နန်နန်ကိုကျွန်တော်ကထည့်ခဲ့ပါတယ်ခင်ဗျာမကြိုက်ရင်မထည့်လဲရပါတယ်ခင်ဗျာနောက်ဆုံးမှာတော့နန်းလေးဖြူပြီးတော့မှအိုးချလိုက်လို့ရပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ